Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Wales for Unity ပါ Wales ပါဆိုတော့ကျွန်တော်ပြီးခဲ့တဲ့အပတ်ကကျွန်တော် Premier League ပွဲစဉ်28ကန်သွားတယ်ဗျ28ကန်သွားပြီးတဲ့အချိန်မှာအပြောင်းလဲဖြစ်သွားတာရှိရပေါ့နော်ဆိုတော့ Premier League ပွဲစဉ်နဲ့ပတ်သက်ပြီးကျွန်တော်အချင်းချင်းလေးကျွန်တော်ပြောမယ်ပေါ့နော်ဆိုတော့ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့စတီနေ့မှာကစားခဲ့တဲ့ပွဲရှိရဗျကျွန်တော်စတီနေ့မှာကစားခဲ့တဲ့ပွဲတွေဆိုလို့ရှိရင်ကျွန်တော် Nottingham Forest ကအထူးစတဲ့ကျွန်တော်တို့ Manchester City ကိုကျွန်တော်မထင်သားသလိုမျိုးပဲ 1-0 ဆိုရလက်တယ်အနိုင်ရခဲ့တယ်ပြီးတော့နောက်ထပ်ပွဲစဉ်တွေပွဲဖြစ်တဲ့ Brighton နဲ့ Fulham နဲ့မှာ Brighton က 2-1 ဆိုရလက်နဲ့တိအနိုင်ရခဲ့ပြီးကျွန်တော် Crystal Palace နဲ့ Ipswich မှာတော့ Crystal Palace က 1-0 ဆိုရလက်နဲ့နိုင်ခဲ့တယ်နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ကျွန်တော်တို့ Liverpool နဲ့ Southampton တို့ပွဲစဉ်မှာကျွန်တော် Liverpool ကကျွန်တော်တို့3 goal ဆိုတဲ့အနိုင်ရလက်နဲ့အနိုင်ရရှိခဲ့တယ်အထူးသဖြင့် penalty နှလုံးလားမသိကျွန်တော်ထင်တယ်ဆာလာနှလုံးလားမသိ penalty ကန်ပြီးတော့အနိုင်ရသွားခဲ့တယ်ဆိုတော့စနစ်ခွဲSunday ဖြစ်သွားတယ်စနစ်ခွဲမှာကန်တယ်ကျွန်တော် Aston Villa နဲ့ Brentford နဲ့ပွဲမှာကျွန်တော်တို့ Aston Villa 1-0ဆိုတဲ့ရလက်နဲ့အနိုင်ရခဲ့ပေါ့နော်ဆိုတော့ Super Sunday မှာဆိုလို့ရှိရင်ကျွန်တော်တို့ကျွန်တော် Super Sunday မနေ့အစောပိုင်းမှာဆိုရင်3နာရီမှာကန်တာအဲ့တော့ကျွန်တော် Wolverhampton နဲ့ Everton တို့ပွဲမှာတော့တစ်ဖက်တစ်ကိုးစီနဲ့တည်ကြခဲ့တယ်ကျွန်တော်တို့ Super Sunday ညကျွန်တော်တို့ညပွဲစဉ်တွေမှာတော့ကျွန်တော် Chelsea နဲ့ Leicester နဲ့စကန်တယ်ပေါ့နော်အဲ့မှာ Cucurella နဲ့အလွန်ကောင်းတဲ့ long shot ကိုနဲ့ကျွန်တော်တို့အနိုင်ရရှိခဲ့သလိုကျွန်တော်တို့စပါနဲ့ဘိုးမောက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘိုးမောက်ကကြီးပဲအရင်ဥဆောင်မှုတွေတွေ့ပြီးတော့စပါကကျွန်တော်အနောက်ကနေလိုက်ပြီးတော့တွေ့ပြီးတော့ကျွန်တော်တို့ penalty နဲ့ပေါ့နော်ကျွန်တော် personal penalty လုံးရပြီးကျွန်တော် spa နောက်ကနေလိုက်တွေ့ပြီး2-2နဲ့တည်ကြခဲ့နောက်ဆုံး Super Sunday ရဲ့ high ဖြစ်ဆုံးပွဲစဉ်ဖြစ်တဲ့ကျွန်တော်တို့ Manchester United နဲ့ကျွန်တော်တို့ Arsenal နဲ့ပွဲစဉ်မှာတော့အကျိတ်နဲ့ကန်ပြီးတော့ 1-1 ဆိုတဲ့တည်ရလက်နဲ့ကျွန်တော်တို့ပြီးဆုံးသွားခဲ့တယ်ကျွန်တော်တို့မနေ့ညမှာတော့ကျွန်တော်ပွဲစဉ်28နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ကျွန်တော်တို့ West Ham နဲ့ Newcastle မှာတော့ကျွန်တော်တို့ West Ham က Newcastle ကို 0-1 နဲ့ရှုံးခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အခု Premier League ပွဲစဉ်28အပြီးမှာဆိုလို့ရှိရင်ကျွန်တော်တို့ Liverpool ကရမှတ်80နဲ့အဆင့်1ရထားပြီးကျွန်တော်တို့ဒုတိယနေရာမှာရှိတဲ့ Arsenal ကရမှတ်55မှတ်တတိယနေရာမှာရှိတဲ့ Nottingham Forest ကရမှတ်51မှတ်ဆိုတော့ Liverpool က Champion ဖြစ်ဖို့တော်တော်လေးကိုမှအခြေအနေကောင်းသွားပြီဖြစ်တယ်နောက်ထပ်တစ်ပွဲနှစ်ပွဲလောက်နဲ့ချန်ပီယံပေါ်သွားတဲ့ကိစ္စတွေဖြစ်သွားမှာပေါ့နော်ဆိုတော့ဒီဘောက်တော့ရှောင်းမရှုံးခဲ့ရင်ပေါ့ကျွန်တော်ချန်ပီယံဖြစ်မယ်ကျွန်တော်တို့UCL ဝင်ခွင့်အတွက်ရေပန်းစားနေရတော့ Arsenal, Nottingham Forest က Chelsea ရဲ့ပေါ့နော်ဒီသုံးလေးကတော့ကျွန်တော်တို့ UCL ဝင်ခွင့်ရဖို့ပို့ပြီး chance များတယ်ကျွန်တော်တို့Man City တို့ Newcastle တို့ကလည်း UCL ဝင်ဖို့ chance ကို try လို့ရတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ Chelsea ရဲ့ Manchester City ရဲ့ Newcastle ရဲ့ Brighton ရဲ့ Aston Villa ရဲ့သူတို့ဟိုပါပေါ့နော်၄သိန်း5သိန်းကကျွန်တော်ရမှတ်လေးတွေအလိုဆုံးကွာမှာ4မှတ်5မှတ်လောက်ပဲရှိတော့သူတို့တွေဒီနောက်ဆုံး Champion League ဝင်ခွင့်တနေရာအတွက်ကိုအပြောင်းလဲဖြစ်သွားနိုင်ခြေရှိသေးရဲ့ဗျာကျွန်တော်ဆိုတော့ကျွန်တဲ့လူတွေကတော့ Europa League ဝင်မယ်ဝင်မယ်အဆင့်10မှာ Fulham ရှိမယ်17မှာ Palace 12မှာ Brentford 13မှာက Tottenham Hotspur 14မှာက Arsenal နဲ့တည်ကြသွားတယ်Man Uအဆင့်14ကိုတက်သွားတယ်Everton တော့15ကိုပြန်ဆင်းပေးလိုက်ရတယ်ပေါ့နော်ပြီးတော့အဆင့်16မှာ West Ham အဆင့်19မှာ Wolverhampton အဆင့်18မှာ Ipswich Town အဆင့်19မှာ Leicester City အဆင့်20မှာကတော့ Southampton ဖြစ်ပြီးကျွန်တော်တို့ကျင်းတည်သွားတာကတော့ကျွန်တော်တို့ Southampton Leicester City ရဲ့ Ipswich တွေကတော့လုံးဝတန်းဆင်းဖို့တည်ကြတဲ့လောက်ရှိနေပြီပေါ့နော်Ipswich နဲ့ Leicester နဲ့ကအပေါ်က Wolverhampton နဲ့မှာဘယ်အဲ့သုံးသင်းမှာဘယ်အသင်းကတော့တန်ဆင်မလဲဆိုတာတော့နည်းနည်းကြည့်ရအောင်မယ်ဒါပေမဲ့နောက်ပွဲစဉ်၄ပွဲလောက်ဆိုရင်တော့တည်ကြတဲ့လောက်ရှိသွားမယ်ပေါ့နော်တန်ဆင်ဖို့ကြတော့ကျွန်တော်တို့ဆိုတော့ဒါပြီးခဲ့တဲ့ကျွန်တော်တို့ Premier League ပွဲစဉ်20နဲ့ရှိခဲ့ကျွန်တော်တို့အကြံပြေကျွန်တော် recap လေးပြန်ပြောတာမျိုးဖြစ်ပါတယ်ဆိုတော့အားလုံးပဲကျွန်တော် channel လေးကို like and subscribe လုပ်ပေးကြပါဦးလို့တောင်းဆိုရင်ကျွန်တော် video လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ခင်ဗျာ